အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ငွေဆောင်ရောက်တာဒီနေ့3ရက်လောက်ရှိပြီနော်3ရက်ရှိပြီ3ရက်လုံးလုံးကျွန်တော်ဒါတကယ် Hornet review ပါကြော်ညာပေးတာလုံးဝမဟုတ်ပါဘူးကျွန်တော်3ရက်လုံးလုံးကျွန်တော်တို့မှားစားတယ်ချက်ဖို့ပေါ့နော်အဓိကဘာလို့ပြောရတာလဲဆိုတော့တကယ်စေတနာကောင်းပြီးတော့တကယ်လက်ရလည်းကောင်းတယ်တကယ်မေတ္တာအပြည့်နဲ့လုပ်ပေးတာလက်ရလည်းကောင်းတယ်ဈေးနှုန်းလည်းတက်တာတယ်အဓိကဟင်းပွဲကကျွန်တော်ဆိုတန့်တာပိုကြိုက်တယ်ပေါ့နော်ကိုစားတာတော့တကယ်တက်ရဲပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့မှားလာတဲ့ဒါကျွန်တော်နောက်ဆုံးရက်ပေါ့နော်ပြန်ရတော့မှာပေါ့နော်ရန်ကုန်ပြန်ရတော့မှာဖြစ်တဲ့အတွက်ဒီ parcel လေးတွေကိုမှတေချာလေးအဖုံးလေးမှာတိတ်တွေနဲ့တေချာတက်ရက်လေးထည့်ပေးလိုက်တာဒါဆိုဘာမှဒါကျွန်တော်ကနန်းကွက်ကြော်ကို तू ကသေးတယ်ပေါ့နော်သေးတယ်ဆိုပေမဲ့ဒီထဲမှာ तू ကြက်ဥနဲ့ကနန်းသားအသားကြီးပဲကျန်တာလုံးဝမပါမုံလာဥတို့ဘာလို့လုံးဝမပါဘူးဒါကျွန်တော်တို့စားပြီးလို့ကြိုက်လို့ထပ်มาတာပေါ့နော်ဒါစားပြီးသွားတယ်အစုံချက်ပင်လယ်သားအစုံချက်ဘုံချင်းစားဆိုလည်းအရန်ကောင်းတယ်ကျွန်တော်တို့ဒီမှာရောက်နေတဲ့အခါမှာလေဟင်းကျွန်တော်တို့ကသွားရင်ဟင်းချက်ကျင်တယ်ပေါ့နော်ဟင်းချက်ကျင်တယ်ဆိုလဲအဲ့ဒီမကြီးကတကူတကစီစဉ်ပေးပြီးတော့သူတို့ရဲ့အတော်အိမ်မှာပေါ့နော်ဟင်းချက်ပြုတ်တာလဲခွင့်ပြုရခင်ဗျဘာမှလူလေသေးမရှိလိုက်ကူညီပေးတယ်နာမည်ကမက်ချိုငွေဆောင်ချက်ဖို့ပေါ့နော်ကျွန်တော်ဒီအောက်မှာဖုန်းနံပါတ်လဲထားပေးပါဟိုငွေဆောင်ရောက်တဲ့သူတွေမက်ချိုနဲ့စားကြည့်ပါပေါ့နော်တကယ်ကောင်းပါလေလက်ရလည်းအရန်ကောင်းတယ်အဲ့တော့စားကြည့်လိုက်ဖို့တော့လုံးဝကြော်ညာပေးရမှာမဟုတ်ပါဘူး Hornet review ပါကျွန်တော်အရန်ကြိုက်လို့တကယ်ညွန်ပြတာပါကျွန်တော်တို့ဒါလမ်းမှာဖြတ်နာပြီးစားတာပါငွေဆောင်ကုန်းနေပဲရှိသေးတယ်ဟုတ်ပါဘူးတောင်နမ်းပဲရှိသေးတယ်စေတနာအပြည့်နဲ့ share လုပ်ပေးရတကယ်ကောင်းလို့ review ပေးရပါခင်ဗျာ